Hello ဒီနေ့မှာတော့ပန်းဆိုင်လှလှလေးနေရာကိုခေါ်သွားပြမယ်ပေါ့နော်ဒီနေရာလေးကတော့ပန်းဆိုင်မရောက်ခင်လမ်းလေးပေါ့နော်သူ့မှာတရားလေးတွေနဲ့ကွာပြီးလို့ရှိရင်ပန်းချံပုံစံလေးနဲ့ဆိုတော့လေအမြင်အာရုံကိုတော်တော်လေးလှစေရပေါ့နော်အခုရောက်ရှိတဲ့နေရာကတော့ဒီပန်းဆိုင်ရဲ့အဝင်လေးပေါ့နော်ဒီပန်းဆိုင်ရဲ့နေရာကိုဆလန်နန်းဆောင်လို့ခေါ်ကြတယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ပန်းအမျိုးပေါင်းမျိုးစားတွေအများကြီးရှိရပေါ့နော်ဒီမှာဆိုလို့ရှိရင်ဈေးလည်းရမ်းတတ်တာပါတယ်ဒီပင်လေးဆိုလို့ရှိရင်3ပင်မှ50လို့တစ်ပင်50လို့ပေါ့နော်အဲ့လိုမျိုးစားတွေ꿰သွားတယ်ပေါ့နော်ဒီရောင်စုံပန်းလေးတွေဆိုလို့ရှိရင်လည်း3ပင်မှ50ပဲပေးရတယ်ပေါ့နော်တပုံဟင်းစရာနေရာလှလေးတခုဆိုလို့ရှိရင်လည်းမမှားဘူးပေါ့နော်ဒါကိုပူပမာတွေ့ဘူးလဲဆိုတော့ရုပ်ရှင်ကားပေါ့နော်အဲ့ထိုင်းရုပ်ရှင်ကားတကားမှမြင်ဘူးလေပေါ့နော်အမင်းမင်းသားတွေမှလည်းရိုက်ထားတယ်ပေါ့နော်ဒီနေ့မှာတော့ဖူကဒီ morning flower တွေကိုဝယ်သွားမယ်ပေါ့နော်သူက9ပင်ဟိုမှာ100ပဲပေးရတယ်ပေါ့နော်တော်တော်လေးတန်ပါတယ်ဒီမှာနင်းစီပန်းနေဆိုလို့ရှိရင်လည်းတပင်ကို100ပဲပေးရတယ်ပေါ့နော်ရောင်စုံကာလာဆုံးရှိရပေါ့နော်ဒီနေရာလေးကဆိုလို့ရှိရင်ဖူးခဏရောက်ဖြစ်တယ်ဗီဒီယိုရိုက်လို့လည်းအဆင်ပြေတယ်ဓာတ်ပုံရိုက်လို့လည်းလှတဲ့နေရာလေးတွေပေါ့နော်တန်းချစ်တဲ့ဖူးလိုကောင်းမလေးတွေတော့ဆိုလို့ရှိရင်တော့တော်တော်လေးအဆင်ပြေစေတယ်ပေါ့နော်ဘန်ကောက်နဲ့နေလို့ရှိရင်တော့လာလို့ရတယ်ပေါ့နော်ဘန်ကောက်လို့ဆိုရင်တိတ်မဝေးဘူးပေါ့နော်ဒီမှာသီးပင်စားပင်တွေလည်းရှိရပေါ့နော်အဓိကကတော့ပန်းပင်တွေအများဆုံးရှိရပေါ့နော်ကဲလေလို့ပတ်လို့ဝါပြီးဝယ်လို့ဝါပြီးဆိုတော့ပြန်ပါတော့မယ်ပေါ့နော်အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲbye bye